ဒီSakura Schoolman ဗီဒီယိုလေးတွေတင်ပေးတာပေါ့နော်တော်တော်နည်းနည်းတော့မကြသေးလို့မပါပါရဲ့ရှင်တော့မမရဲ့ဗီဒီယိုလေးကြည့်ပြီဆိုတော့ဒါလေး share ပေးပါဒါလောက်လေးလုပ်ပေးပါ share ပေးပါ like and subscribe လုပ်ပေးကြပါရှင်ဒီနေ့ရဲ့အကြောင်းရင်းကတော့မြန်မာ1 set တွေကိုပြရပါမယ်ပေါ့နော်နောက်ဆုံးကျမမြန်မာ1 set ဘယ်နှမျိုးရှိလဲဆိုတာပြပါမယ်1 office ကိုပြပါမယ်1 office ပေါ့နော်ဒီမြန်မာ1 set လေးဒီပြပါမယ်1 office ပြပါမယ်ရပါပြီဒါ office 1လေးပဲပြပါတယ်ဘယ်လိုဆိုလဲ office ဘလောင်းဘာနဲ့လိုက်လဲဆိုပြပါဒါပေါ့နော်ဘလို့ဒီစပီကအတိတ်ထွက်တဲ့စပင်းတွေကဆုံးမစပင်းကိုဒီလိုနေမဟုတ်ပဲနဲ့ယူလာခဲ့ပြရပါတော့ဒါလေးကတော့ပန်းမွေးအချက်ကောင်ကနေအောင်လေးပါလာတုံးလေးဆိုလေ office 2ပြပါမယ်ဟိုလေဒါအမှဆိုလို့ရှိရင် C နဲ့ဆိုင်ဟာ1 2ရှိဒါညီမက1ကိုင်းလုပ်ပြထားတာပေါ့နော် office 2ကတော့ office 2ဒါလေးပဲအဲ့လိုဆိုလေဒီလိုမျိုးတစ်ခုပဲရှိရဲ့အကြောင်းရင်းကဘာလို့လဲဆိုတော့လေသူများတို့ဒီလိုတက်တက်ဆပဲရှိတယ်လေပြောင်းတက်လို့ပါငါစီပါတော်လေးပါ2 3 3ပေါ့နော်ချမ်းလေးဟာကိုလေးချင်းကိုရာကြည့်ပြီးလို့ရှင်တော့နောက်ကတင်ပြပါမယ်ကမ္ဘာဘိုင် 1 office 2 office ပေါ့နော်ဘယ်ဟာလေးနဲ့ပူလာမယ်ကမ္ဘာမှာရေးထားပါအောင်ရှင်